မင်းကိုမုန်းနေအောင်မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့အခြေအနေမျိုးနဲ့မကြုံဘူးလား48 law power ရဲ့ law number 7ကတော့လူတွေကိုမင်းပေါ်မှာပဲလုံးဝမိခုနေအောင်လုပ်ပါတဲ့လွတ်လပ်ရှင်လူတွေကိုမင်းရဲ့ဩဇာခံဖြစ်အောင်မလုပ်ပါနဲ့မင်းရဲ့အကူအညီကိုမရှိမဖြစ်လိုအပ်နေအောင်မလုပ်ပါသူတို့ရဲ့ပျော်ရွှင်မှုအောင်မြင်မှုတွေကမင်းပေါ်မှာပဲမူတည်နေတယ်ဘာလို့လဲဆိုတော့မင်းကိုကိုယ်ကိုမင်းကိုသူတို့ကဘယ်တော့မှဖဲလို့ရမှာမဟုတ်လို့ပါပဲလူတွေကလိုအပ်ချက်တွေအလုံးကြီးမှာတမိုင်းမှာအတော်ဆုံးဝင်ကြီးတွေကဘရင်ထက်ပိုတော်ကြောင်းဘယ်သူမှမပြပါဘရင်မလုပ်တတ်တဲ့ဘရင်အတွက်အရေးကြီးဆုံးလိုအပ်ချက်တစ်ခုကိုပဲသူတို့ကလောက်ဝယ်ထပ်တတ်ကြတာအဲဒါကိုတစားကံပြူဟာလို့ခေါ်ပါတယ်မင်းရဲ့အရေးချင်းကိုအကုန်မချပြပါနဲ့သူတို့မတည်တဲ့လိုအပ်ချက်တော့ချက်တစ်ခုမင်းစီမှာပဲအမြဲတင်ထားဖို့လိုပါတယ်ဒါတွေကိုလက်တွေ့ဘဝမှာဘယ်လိုအသုံးချမလဲနံပါတ်1အချက်ကုမ္ပဏီတစ်ခုမှာမင်းပဲပြင်တဲ့ error တစ်ခုဒါမှမဟုတ်မင်းပဲတိုင်နေတဲ့ client တယောက်ရှိနေပါစေဒုတိယတစ်ချက်မင်းရဲ့ပညာကိုဘယ်တော့မှ100%အကုန်မတင်ပေးပါနဲ့အကုန်တည်သွားရင်မင်းရဲ့တန်ဖိုးက3ညဖြစ်သွားလိမ့်မယ်ဒါလေးကိုတော့မင်းတတိယပါလူတွေကမင်းကိုချစ်လို့မင်းနာမှာရှိနေတာတဲ့မင်းကိုကြောက်လို့ဒါမှမဟုတ်လိုအပ်လို့ရှိနေတာကပို့ပြီးတော့စိတ်ချပါတယ်အဲ့တော့မင်းအောင်တစုံတစ်ယောက်အတွက်ဒီအဖွဲ့အစည်းတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့လူတစ်ယောက်ဒါမှမဟုတ်တာမန်လူပဲလားဆိုတော့ကိုယ်စဉ်းစားကြည့်ပါ